အားလုံးမင်္ဂလာပါကျိုးကအမေရိကန်မှာရောက်နေအားလုံးကပြည့်စုံသွားပြီအရင်လွယ်တယ်လို့ထင်ကြတာပေါ့နော်နိုင်ငံခြားကိုရောက်သွားရင်ဘဝကပြည့်စုံသွားပြီလို့ထင်ကြတယ်ဒါပေမဲ့တကယ် live ကြီးကအဲ့လိုတော့မဟုတ်ဘူးနိုင်ငံမှာကြားမှာရောက်လာရင်အားလုံးကိုယ့်အကူအားကိုမလုပ်ချင်တဲ့လုပ်ရတယ်လုပ်ချင်တဲ့လုပ်ရတယ်ဥပမာအခုကျွန်တော်ကြည့်ပါနော်ဗမာပြည်မှာဆိုလို့ရှိရင်တစ်ခါမှမျိုးကြောင်မဘူးမျိုးကြောင်လုပ်တယ်လည်းမလုပ်ဘူးအမေရိကန်ရောက်လာတော့မရတော့ကိုယ့်ကိုလုပ်ရတယ်အမေဖေးအမှလည်းလာမချက်မပေးဘူးအဲ့တော့ကိုယ်ဆိုင်ကိုယ်ချက်အဲ့တော့တကယ်အမေရိကန်အဲ့တော့မြန်မာပြည်ကလူတော်များတော့ဘယ်နိုင်ငံပဲရောက်ပါနိုင်ငံသားရောက်ရင်အထင်ကြီးကြတယ်ဟုတ်ထင်ကြီးရဲဆိုတော့အဲ့ဒီနိုင်ငံတွေကကိုယ်နိုင်ငံနဲ့ဆိုင်ရင်အကုန်လုံးကပြည့်စုံနေတာဟုတ်ပြည့်စုံနေတော့လည်းအထင်ကြီးကြတာပေါ့အထင်ကြီးလို့ပဲနိုင်ငံသားကိုလူတွေသွားနေကြတာပေါ့ကိုယ်နိုင်ငံမှာမီးရပုံမှန်မလားအင်တာနက်ကလိုက်မကောင်းလောက်ကန်ခွန်လာမရှိငွေရနဲကုန်စည်နှုန်းကကြီးအခုဆိုပို့ဆိုတာပေါ့စစ်မှုမထမ်းမနေရအဲ့တော့အားလုံးကဒုက္ခတွေကြီးပဲပေါ့နော်ဗမာပြည်မှာဒီပေါ့နိုင်ငံမှာရောက်နေတဲ့ဒုက္ခတွေကဗမာပြည်ကဖြစ်နေတာတွေနဲ့ဗမာပြည်မှာကြုံနေတဲ့စာတွေချင်းဘာမှမဟုတ်ဘူး။ဘာမှမလေး။ဒါပေမဲ့ကျွန်တော်တို့တခုတွေးထားရမှာကဘဝနိုင်ငံရောက်လာတဲ့ပြည်စုံသွားတာမဟုတ်ဘူး။ပြီးသွားတာမဟုတ်ဘူးပေါ့နော်။ဒီအဲ့နိုင်ငံမှာဟိုရက်တည်နေအောင်စူးစမ်းရတယ်။အလုပ်လုပ်ရတယ်။ဘယ်လိုပြောလို့ပေါ့။ဒီမိုကရေစီရပြီပေါ့ဆိုပြီးတော့လမ်းပေါ်တက်ပြီးတော့စီးကြောက်လှမ်းတာမျိုးတော့လုပ်လို့မရဘူးပေါ့နော်။ဟိုဒီမိုကရေစီရပြီးရင်လည်းဒီမိုကရေစီနဲ့ထိုက်တန်တဲ့အလုပ်မျိုးတွေလုပ်အောင်စူးစမ်းအောင်အဲ့လိုပေါ့နော်အဲ့နိုင်ငံရောက်လာရင်လည်းသိတဲ့တိုင်းပဲနော်ဗမာပြည်တဲ့ပိုပင်မန်းနဲ့မနေ့ပြောရင်ဟိုလူပင်မန်းနာရောဟိုစိတ်ပင်မန်းနာစိတ်ပင်မန်းနာဆိုတာကိုကြီးနေတဲ့နေရာမဟုတ်ဘူးနိုင်ငံခြားဆိုတာကိုကြီးနေတဲ့နေရာမဟုတ်ဘူးအဲ့တော့လူအများစုတော့ကိုကြီးနေတဲ့နေရာကိုပို့ပြီးတော့နှစ်သက်တယ်ပို့ပြီးတော့ပြောကြတယ်ပေါ့နော်အဲ့တော့စိတ်ပင်မန်းနာလူပင်မန်းနာရောဗမာပြည်တတိယရာရောဒီတော့တင်နေနဲ့ဘလူးပြေးဆိုင်ထိုင်ခဲ့တာပြရဆိုင်ဘလူးပြောခဲ့တာစသဖြင့်တော့အဲ့မျိုးအဲ့ဒီရဲ့စိတ်ကလည်းရှိတယ်အဲ့တော့ဒီကကျွန်တော်ပြောချင်တာနိုင်ငံခြားကိုရောက်သွားတယ်နိုင်ငံခြားမှာကျတော့ကိုယ်ရမရှိဘူးလေအများကြီးမှာမှားနေရတယ်ဆိုအဲ့တော့အင်းစိပေးရတယ်စားဖို့လည်းစားစိရှိတယ်အပြင်သွားမယ်ဆိုလည်းသွားလာစိရှိတယ်အဲ့တော့ကျွန်တော်တို့ကပို့လို့ရတယ်ပို့ကြိုးစားအဲ့တော့တချို့ကနိုင်ငံကိုရောက်သွားတယ်ဘဝကြီးပြည့်စုံတယ်လို့ထင်နေကြမှဆိုလို့ပါအဲ့ဒါပြောပြတာ။နောက်ကျစ်တယ်မှာဟုတ်ပါ